Okay နောက်တစ်ခုဆက်သွားမယ် scattering ကဘာလို့တာလဲဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ပြန်ကြည့်အောင်ဖြန့်ပေးတယ်ပြန်ကြည့်အောင်ဖြန့်ပေးရဲ့အပြင် count နေပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က breadth ပေါ်မှာပါတဲ့ဒီ1 count ပေါ့နော်1 count circuit တစ်ခုတည်းကိုပဲလုပ်တယ်ကျွန်တော်တို့က circuit 2ခု3ခုထည့်လိုက်မယ် okay ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲကျွန်တော်တို့ဒီလိုတစ်ချက်ဆွဲလိုက်တာနဲ့ raw ဆိုပြီးတော့ပို့ပြီးတော့အများကြီးထွက်လာမယ်ပေါ့နော် count ချက်တာဒီကောက်နေအရေးအတွက်အများကြီးဖြစ်သွားတဲ့အတွက်သူကပို့ပြီးတော့ပြန်ကားဖို့ရအရန်ကြီးစုမနေဖို့ရဒါကောက်ချက်တာကိုသုံးတယ်ပေါ့နော်ကောက်ချက်တာကိုသုံးတယ်โอเคအကျဲအသေးအစိတ်အကြီးအကျဉ်းကျယ်ဒီလိုမျိုးကိုလိုချင်တဲ့ပဏ္ဍာကိုဒီ setting လေးတွေကိုကျွန်တော်ကအတိုးအလျှော့လေးလုပ်ပြီးတော့ကိုလိုချင်တဲ့ပုံစံမျိုးကိုဖန်တီးလို့ရတယ်ပေါ့နော် scattering ပြီးတော့တက်ချာတွေကတော့ကျွန်တော်ဒီ brush မှာတက်ချာထည့်မှာလားပေါ့နော်ဒါပေမဲ့ဒီမှာတော့တက်ချာကိုကျွန်တော်တို့ကမထည့်ဘူးတက်ချာမထည့်တဲ့အတွက်တက်ချာကိုတော့ကျွန်တော်ဘာမှပြောမသွားတော့ဘူးဘာလို့ဆိုတော့ကျွန်တော်ဒီ brush မှာတက်ချာပုံစံမျိုးထပ်ထည့်တာမျိုးပေါ့နော်အခုတက်ချာမထည့်တော့ဘူးတက်ချာမထည့်တော့ကျွန်တော်တက်ချာကိုဖြုတ်လိုက်မယ် jewel brush ကကျွန်တော် brush နှစ်ခုပေါင်းသုံးတဲ့ဟာမျိုးပေါ့နော်ဒီ jewel brush ကိုလည်းကျွန်တော်မသုံးဘူးဆိုတာကျွန်တော် jewel brush အနေနဲ့မလုပ်ဘူး brush တစ်မျိုးတည်းကိုပဲကျွန်တော်တို့ကစိုင်မျိုးပုံစံမျိုးရအောင်လုပ်မယ် okay ကျွန်တော်တို့ရတဲ့ဟာလေးရောက်လာတော့မယ် color dynamic okay color dynamic လာပြီပေါ့နော် color dynamic ကိုအရန်စိတ်ဝင်စားဖို့ကောင်းသွားပြီပေါ့နော် color dynamic ကဘာလုပ်မလဲ color dynamic မှာforeground background gender 100% ပေးထည့်လိုက်မယ်ကျွန်တော် foreground background gender ဆိုရင်အဖြူနဲ့ဒီမှာအမဲရှိတယ်ကျွန်တော်တို့က color လေးထည့်လိုက်မယ်ဘာလဲဆိုတော့ foreground နဲ့ background ကိုကျွန်တော်သိတာသေးတဲ့အကြောင်းလုပ်မယ်ပန်းအောင်လုပ်လိုက်မယ် background ကိုပြအောင်လုပ်လိုက်မယ်ပြအောင်လေးလုပ်လိုက်မယ်အဲဆိုရင်ဒါဆို foreground နဲ့ background gender 100% ရှိရပေါ့နော်ဒီ control တွေမသုံးသေးဘူးအဲ Hujada က Hujada ကိုပိတ်ထားလိုက်ရင်ကျွန်တော်ဘာဖြစ်မလဲတစ်ချက်ကြည့်မယ် saturation နဲ့ခဏပိတ်ထားမယ် brightness jada လည်းခဏပိတ်ထားမယ်ဒီဟာလည်းအကုန်ခဏပိတ်ထားမယ်ဒါဆိုကျွန်တော်တစ်ချက်ဆွဲကြည့်လိုက်မယ် okay ဒီမှာကျွန်တော် Hujada လည်းပိတ်ထားတယ် saturation လည်း off ထားတယ် brightness လည်း off ထားတယ် blue လည်း off ထားဖြစ်တဲ့အတွက်ကျွန်တော် foreground background jada သုံးမိမယ်လေဒီလိုမျိုး color ပဲဖြစ်နေအဲ့တော့ saturation လေးတက်လိုက်မယ် saturation လေးတက်မလားဒီ brightness တက်ကြည့်မယ် okay brightness တော့တက်လာပြီ blue and jada ကိုသုံးကြည့်မယ်ကျွန်တော်တို့အကုန်လုံးတက်လာပြီးတော့ဘာလို့အဖြူမဲ့ပဲဖြစ်နေတာလဲဆိုတော့ကျွန်တော် purity ကိုကျွန်တော်တို့ short ထားတဲ့အတွက်ဖြစ်ပါတယ်ပေါ့နော် okay နောက်ထပ်တစ်ခုလုပ်လိုက်မယ် purity ကိုမထုတ်သေးဘူးဆိုရင်ဒီလိုမျိုးဖြစ်နေအောင်မယ် purity ကိုနည်းလေးထည့်လိုက်မယ်အဲဆိုအရောင်လေးတွေဝင်လာပြီ purity နည်းထပ်ထည့်လိုက်အောင်အရောင်တွေဝင်လာပြီဖြစ်ပါတယ် purity နည်းထပ်ထည့်လိုက်အပြည့်ထည့်လိုက်မယ်ဆိုရင်လုံးလုံးအရောင်တွေဖြစ်သွားပြီပေါ့နော် brightness တင်ထားမယ် hue and jada ကိုလည်းအဆုံးထိတင်လိုက်တော့မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် layer တစ်ခုနဲ့ဆန်းကြည့်လိုက်မယ် okay အဲ့တော့ rounded တွေကိုကျွန်တော်ပြန် short လိုက်မယ် rounded ကိုမကြိုက်တော့ဘူး circle ပဲသွားမယ် circle သွားမယ်ပြီးတော့ shape dynamic မှာ rounded jada ကိုလည်း off လိုက်မယ်ဒါဆို circle ပဲဖြစ်သွားမယ် rounded jada ကို short လိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်အသစ်ရန်သွားကြည့်မယ်အဲ့တော့ color dynamic ကိုတစ်ချက်သွားမယ် foreground background gender ကိုရောတာကို percentage ဒီလောက်ပဲထားလိုက်မယ်ဆိုရင်အော်ဒါဆိုကျွန်တော် click က feed ပြီးတော့ဒီလိုဆွဲနေရပါတော့ဒါ color လေး foreground နဲ့ background ကျွန်တော်ရောပြီးတော့ထွက်လာတဲ့ color လေးကိုရမယ်ပေါ့နော်အဲ့ဒါကို site အကြီးသေးလုပ်ပြီးတော့ကျွန်တော်တို့ကလုပ်လိုက်မယ် pattern လေးတစ်ခုတက်ချလေးတစ်ခုရအောင်ပေါ့နော်ထပ်ကြည့်လိုက်မယ် blue jada ကို short လိုက်မယ်ဆိုရင် color တစ်မျိုးလေး color design တွေတစ်မျိုးတွေထွက်တယ် okay အဲ့ဒါကိုကျွန်တော်အသစ်တစ်ခုအနေနဲ့လုပ်ကြည့်မယ် blue jada ကိုနည်းနည်းလေးထပ် short လိုက်မယ် saturation ကိုနည်းနည်း short လိုက်မယ်ဒီ color နဲ့ဒီ color တစ်ချက်ကြည့်လိုက်မယ်နော်သူမပါတဲ့အယောင်လေးတွေဖြစ်သွားတယ်ပေါ့နော်
ဒီမှာအကုန်လုံးအားလုံးပါတယ်ဒီဟာကို100%ထားကြည့်လိုက်မယ်ဒီဟာကိုလည်း100%ထားလိုက်မယ်ဒါဆိုရင်တော့ color ဖို့ဖြစ်တာတွေရမယ်ပေါ့နော် sorry အဲ့တော့ကျွန်တော်တို့ဒီ foreground background color ကိုလည်းတစ်ချက်ကိုပြောင်းကြည့်လို့ရတယ်တစ်ချက်ပြောင်းကြည့်မယ်အဝါနဲ့ပြဆိုရင်ရောဘာဖြစ်သွားနိုင်လဲဘာလေးထွက်လာနိုင်လဲโอเคဒါအဖြူပေါ်မှာမလို့ပေါ့နော်ကျွန်တော် background အမဲပြောင်းကြည့်လိုက်မယ် background အမဲပြောင်းဖို့အတွက် background layer ကို select လုပ်ပြီးတော့ကျွန်တော် control I command I ရွေးချယ်လိုက်ရင်ဒီလိုမျိုးလေးရမယ်ပေါ့နော်လို့ file လေးရမယ်ဒီ file လေးကိုကျွန်တော်တို့က layer ထဲမှာဒီ layer ကို select ရွေးထားပြီးတော့ friendly mode ရဲ့ option တွေကိုအမျိုးမျိုးရွေးကြည့်လိုက်ပြီးတော့ဘယ်လိုတွေပြောင်းသွားလဲတစ်ချက်ကြည့်ကြည့်လို့ရမယ်နော်အမေတို့အမဲပေါ်မှာဆိုတိတ်ပြီးတော့ခြားခြားနာပြောင်းလဲခြင်းမရှိဘူးဥပမာထားပါတော့ကျွန်တော်တို့ကတခြား color ပေါ့နော်တခြား color အဝါရောင်ထားပါတော့အဝါရောင်ကိုလုပ်လိုက်မယ်အဝါရောင်ကိုလုပ်လိုက်ထားတယ်အဲ့တော့ကျွန်တော်ဒီအပေါ်က color ဒီမှာကျွန်တော် blending mode ကိုချိန်လိုက်တာ ਨੇ ရမယ့် effect လေးမတူညီရမယ့် effect လေးရတယ်ပေါ့နော်โอเคဒါကျွန်တော်တို့ဒီမှာ British shape မှာကျွန်တော်တို့ hardness ကိုပြင်ထားလို့ hardness ကို short လိုက်မယ် short လိုက်ပြီးတော့ကျွန်တော်တို့ကတစ်ချက်လောက်ကြည့်မယ်ဆိုရင်လိုလေးရမယ်ဒါကိုလည်းကျွန်တော် blending mode ကိုသွားပြီးတော့ change ကြည့်ရင်လည်း effect အမျိုးမျိုးလေးရပါအောင်မယ်။ဟောဒါမျိုးလေးတွေလည်းရတယ်။ဒါမျိုးလေးတွေ sorry or divide ဒါနည်းနည်းလေး short လိုက်ဒါမျိုးလေး effect လေးတွေလည်းရတယ်ပေါ့နော်။ဒါလေးကရိုးရှင်းနေဆိုမဲ့တခါလေးမှဟိုတခြားသဘောလေးတွေအနေနဲ့ကျွန်တော်သုံးလို့အရန်ကောင်းတဲ့အားလေးဖြစ်ပါတယ်။ Okay အားလုံးပဲအဆင်ပြေကြပါစေ။ဒီနေ့တော့ကျွန်တော်ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်အားလုံး bye bye